မင်္ဂလာပါပရိသတ်တို့ရေကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီတစ်ခါကျမတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံမှာမဟုတ်ရင်ဘယ်မှာမှမတွေ့နိုင်တဲ့ထူးဆန်းသောအရာ၅ခုအကြောင်းပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာနိုင်ငံပေါင်း200ကျော်ရှိတယ်ဒါပေမဲ့မြန်မာပြည်ဆိုတာကတော့ဘယ်မြေပုံနဲ့မှမတူအောင်ထူးခြားလွန်တဲ့နေရာတစ်ခုပါရှင်မြန်မာပြည်ရဲ့ထူးဆန်းအံ့ဩဖွယ်၅ခုကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ကဲကျမနဲ့တူတူကြည့်လိုက်ရအောင်ရှင်နံပါတ်1ကမ္ဘာအကောင်ဆုံး organic skin care ဒါကတော့တနက်ခါပဲဖြစ်ပါတယ်ပထမဆုံးကတော့ကျမတို့ရဲ့တနက်ခါပါနိုင်ငံသားတွေမြန်မာပြည်လာရောက်ရင်အမေးအများဆုံးမိကွန်းကမင်းတို့မျက်နှာပေါ်ကအဝါရောင်အကွက်တွေကဘာလဲဆိုတာပါပဲဒါဟာဈေးကြီးရဲ့ cosmetic တွေအတွက်ပိုကောင်းတဲ့တဘာဝပေးတဲ့ skin care ဆိုတာသူတို့သိသွားရင်တကယ်ကိုအံ့ဩသွားကြပါတယ်နေဘူးထဲသွားရင်နေလောင်တန်းလဲခံနိုင်တယ်အသားလေးအေးမြစေတယ်ဒီလိုအလားပါအတွက်ရောကျန်းမာရေးအတွက်ပါအပင်တပင်ရဲ့အခောက်ကိုတွေးလိမ့်တာကမြန်မာပြည်မှာပဲမြင်ရမယ်ချစ်စရာထူးခြားချက်လေးပါပဲရှင်နံပါတ်2ကားညာမောင်းပြီးမယ်လမ်းညာကမောင်းခြင်းဒုတိယချက်ကတော့ကားဆရာတွေနဲ့ခရီးသည်တွေအတွက်တကယ်ကို express sport တစ်ခုလိုဖြစ်နေတဲ့ကားစနစ်ပါဂျပန်ကတင်သွင်းတဲ့ကားတွေမို့စတရီယာရီကညာဘက်မှာရှိနေပေမဲ့ကျမတို့လမ်းစနစ်ကလည်းညာဘက်ကမောင်းရတာပါဒီတော့ဘာဖြစ်လဲဆိုတော့ဘတ်ကားစီးရင်လမ်းဘေးမှာမစင်ရပဲလမ်းလေကောင်မှာစင်ရတယ်လို့ဖြစ်နေတာပေါ့ဒါဟာတခြားနိုင်ငံကသူတွေအတွက်တော့အန္တရာယ်များတယ်လို့ထင်ရပေမဲ့ကျမတို့မြန်မာတွေကတော့ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ပဲနေစဉ်ရှင်သန်နေကြတာတကယ်ကိုထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ရှင်သန်မှုတစ်ခုပါပဲရှင်နံပါတ်3လက်ဖက်ရည်ဆိုင်ရင်ကျေးမှုနဲ့နှကန်းစုအတန်းတတိယချက်ကတော့လက်ဖက်ရည်ဆိုင်ပါဒါပေမဲ့လက်ဖက်ရည်အကြောင်းပြောချင်တာမဟုတ်ဘူးရှင်စပွဲတို့ကိုခေါ်တဲ့အတန်အကြောင်းကိုပြောချင်တာပါတခြားနိုင်ငံမှာ excuse me လို့ရင်ကြီးကြီးခေါ်ရပေမဲ့မြန်မာပြည်မှာတော့နှကန်းကိုဆိုပြီးအဲ့လိုပေးလိုက်တဲ့အတန်ကစပွဲထိုးလေးတွေကိုချက်ချင်းလှည့်ကြည့်ပါတယ်ဒီအတန်ကအနီးနားမှာရှိတဲ့သူကိုနမ်းကျင်လို့ပေးတဲ့အတန်မဟုတ်ဘူးနော်ညီလေးရေရင်းနှီးချမ်းလေးတအိုးလောက်လို့ပြောတဲ့အတန်ဆိုတာတခြားနိုင်ငံသားတွေသိသွားရင်တော်တော်လေးကိုရေမောကြပါရဲ့ရှင်နံပါတ်4ဘယ်နိုင်ငံမှာမှမရှိသေးတဲ့ကမ္ဘာတစ်ခုတည်းသောလက်ဖက်သုံးစတုဒ္ဓချက်ကတော့လက်ဖက်ပါကမ္ဘာပေါ်မှာလက်ဖက်ရည်တောက်တဲ့နိုင်ငံတွေအများကြီးရှိပါတယ်ဒါပေမဲ့လက်ဖက်ရည်ကိုစားတဲ့နိုင်ငံကတော့မြန်မာနိုင်ငံတစ်ခုတည်းသာဖြစ်ပါတယ်လက်ဖက်ရည်ချမ်းနဲ့လက်ဖက်တုပ်ကိုတွဲစားလိုက်ရင်ရတဲ့ရတာကဘယ်ဖီဇာဘယ်ဗာကာနဲ့မှမလဲနိုင်တဲ့မြန်မာပြည်ရဲ့အရသာစစ်စစ်ပါငါဘက်လက်ဖက်တုပ်စားမိလို့အိတ်မပြောတဲ့ဒုက္ခကလည်းမြန်မာပြည်သားတွေပဲသိတဲ့ထူးဆန်းတဲ့အရာသာပေါ့ရှင်နံပါတ်5အချောင်းမများကိုမြင်တွေ့ရမယ်တခုတည်းသောနိုင်ငံတချို့ယောက်ျားလေးတွေကစကတ်လုံကြီးတွေဝတ်ပြီးလမ်းလျှောက်နေတာကိုဘာမှမထူးဆန်းသလိုနေစဉ်မြင်နေရလို့ရိုးနေပေမဲ့နိုင်ငံသားတွေမြင်ရင်တော့အံ့ဩမြင်တတ်သွားမှအသေးကြပါပဲဒီထဲမှာအခုကြည့်နေတဲ့သူရောပါလားဆိုတာ comment မှာဝင်ရောက်ရေးပေးသွားပါအောင်ရှင်ဒါတွေကတော့ကျမတို့မြန်မာနိုင်ငံမှာပဲတွေ့နိုင်တဲ့ထူးဆန်းပြီးချစ်စရာကောင်းတဲ့အချက်လေးတွေပါတချို့ຢာတွေကရဲစရာကောင်းသလိုတချို့ຢာတွေကလည်းကျမတို့ရဲ့ကိုယ်ပိုင်ဟန်တွေဖြစ်နေပါတယ်ကဲတင်ရောမြန်မာပြည်မှာဘယ်အရာကိုအထူးဆန်းဆုံးလို့ထင်လဲကျမမပြောမိခဲ့တဲ့ထူးဆန်းတဲ့အရာတွေရှိရင်လဲcommentမှာရေးပေးခဲ့ပါဦးရှင်ဒီလို content မျိုးတွေနောက်ထပ်ကြည့်ချင်သေးတယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မေးပါနဲ့အောင်နော်ကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်